အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မိုးရင်းကာလမှာအဖြစ်များဆုံးပြဿနာတွေတခုကျွန်တော်ဒီမျှဝေမှာဖြစ်ပါတယ်ကျွန်တော်တို့ crown အောင်ပေါ့နော်ကဲမိုးရင်းကာလအဖြစ်များတယ်နော်ကျွန်တော်ဒီမှာကျွန်တော်ပြပေးမယ်crown ဝင်နုံနေအောင်ပြောနော်အကောင်ဝိုင်းနူးနေအောင်ဖြစ်တာပေါ့နော်ဒါအရင်ပြုတ်သွားပြီဒါတွေကအာကြီးတွေနဲ့မိုးရင်းကလာပါအဖြစ်များဆုံးပေါ့နော်အခုတော့ပြောင်းတယ်တိတ်မလေးကအင်ဂျင်ဝိုင်းအဲ့ဒါနူးနေအောင်ပြောတာအဲဒီမှာဒါကောင်ဝိုင်းပေါ့နော်ကောင်ဝိုင်းနူးနေအောင်ပြောတာရေနဲ့အဲ့ဒီကောင်နဲ့ရောပြီးတော့အဲ့ခါကျလို့ရှိရင် तू ကအဲ့ကောင်အောင်နဲ့ကျွန်တော်ဓာတ်စီလောင်းထည့်ပြီးသွားလို့ရှိရင်ဘိန်းတစ်ချမ်းမြောက်ပြီးတော့မှု့ပြီးတော့ဆေးရတယ်ဆေးပြီးသွားတော့မှဒီကောင်ကိုကောင်ဝိုင်းအစ်စ်ပြန်လဲရတာပေါ့နော်အဲ့လိုမျိုးလေးလုံးဆောင်ပေးရတာဖြစ်တယ်အဲ့လိုရှိရင်ကျွန်တော်ဒီရေအိုင်တွေပါတယ်ပေါ့နော်ဒီအိုးဝေးရဲ့ဒူးစစ်မြုပ်လောက်တဲ့အထိရေအိုင်တွေဖြတ်မောင်းတဲ့ခါကျရင် तू ကအဲ့ဒီကနေလဲပြီးတော့ကောင်ဝိုင်းစီကနေပြီးရေဝင်သွားတာရှိတယ်ဒါတွေကအဖြစ်များတယ်နော် TV ကလည်းအဖြစ်များတယ် RE လည်းအဖြစ်များတယ်ရေမြုပ်တဲ့နေရာတွေမောင်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့ကောင်ဝိုင်းကိုပြန်စစ်ဆေးပေးဖို့လိုတယ်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးချင်တာဒီဘိန်းအစ်စ်ဝယ်တဲ့ဆရာတွေကိုအဓိကထားပြီးတော့ကျွန်တော်ပြောပေးတာဖြစ်ပါတယ်ဒီကောင်ဝိုင်းတွေကဘယ်လိုမျိုးအချိန်တွေမှာဆိုလို့ရှိရင်စစ်ဆေးပေးရတယ်ဆိုတော့ကျွန်တော်ဘိန်းတစ်ဝက်လောက်ပေါ့ဒီရေအိုင်တွေပါတယ်မြို့နယ်တိုင်းမှာမိုးတွေပါတယ်ရွာတဲ့ခါကျရင်ရေအိုင်တွေပါတယ်ဖြစ်ပေါ်တဲ့ခါကျဒီဘိန်းတစ်ဝက်လောက်မြုပ်တဲ့အနေထားဒီရှက်တန်းမျိုးတဲ့အနေထားတော့ဖြတ်မောင်းပြီးသွားတဲ့အိုးဝေးဆရာတိုင်းပေါ့နော်အဲ့ဒါဒီကရောင်းဝိုင်ပြန်စစ်ဆေးပေးပါအဲ့ဒီကရောင်းဝိုင်ကနိုးနှီးရောင်ကြီးဖြစ်သွားပြီးသွားလို့ရှိရင်ကျွန်တော်တို့ရေရှည်မှာကြာလို့ရှိရင်အတွင်းမှာဘောတွေပါတယ်စီမရတော့တဲ့ခါကြာလို့ရှိရင်စားဝါနိုင်တာပေါ့နော်ဒီဘိန်းတစ်ဝက်လောက်ရေအမြုပ်တွေကိုဖြတ်မောင်းမိတာတဲ့ဆရာများရှိရင်အဲ့ဒါလေးတွေကိုစစ်ဆေးပေးဖို့ကျွန်တော်ဒီကနေမှာချင်ပါတယ်ဒါလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်